ဦးဇင်းတို့အလွန်ဆင်းရဲတဲ့ထင်းခွေသမားတယောက်ကတိုးရဲသွားပြီးတော့ထင်းခွေရင်းနဲ့ပြန်လာတော့မြို့တကားကြီးကပိတ်ထားတယ်မိုးချုပ်တာကိုပိတ်တော့မြို့ပြင်ဘက်ကဇေယျတစ်ခုပေါ်မှာသူအိပ်ရတယ်အဲ့လိုအိပ်ရင်းနဲ့ညရောက်တော့ဇေယျကောင်းရင်ကတစ်ပင်ပေါ်မှာတောကျက်တွေကအိတ်တန်းတက်ပြီးတော့အဲ့ဒီမှာကျက်တွေကလည်းအိပ်နေကြတာအိပ်ရင်းနဲ့ညကြောသူလန့်လို့တယ်လန့်လို့ရင်းနဲ့ထူးထူးခြားခြားပဲကျက်တွေကလူစကားမျိုးလိုပြောတာကိုသူကြားတယ်ကျက်တွေကလူစကားပြောတာကိုသူကြားတယ်နော်အဲ့ဒါကျက်တွေကရံဖြစ်နေတာအပေါ်ကတက်တက်ကျက်တဲ့အိတ်တဲ့ကျက်နဲ့အောက်ကအိတ်တဲ့ကျက်နဲ့အဲ့ဒါအပေါ်ကကျက်ကသူကမစင်စွန့်ကြတော့အောက်ကကျက်ရဲ့ခေါင်းပေါ်ကိုကြားကြတော့အောက်ကကျက်ကကက်ကက်လန်ရံတွေ့တယ်ပေါ့ရံတွေ့တော့မင်းကတလောက်ကြီးရံတွေ့နေပါနဲ့ဘလောက်မြန်စွမ်းရှိလို့တော့အဲ့လိုပြောတော့အောက်ကကျက်ကပြောတယ်တဲ့ငါရဲ့အသားကိုမိခင်စားရင်မနဲ့လင်းတာနဲ့တပြိုင်တည်းအတပြားထောင်ထုတ်ရလိမ့်မယ်မင်းဒီလောက်လေးအစွမ်းနဲ့တော့မမောက်မှသင့်မှာဘူးကွာတဲ့အပေါ်ကကျက်ကငါမင်းနဲ့အများကြီးပိုစွမ်းနေတဲ့ငါရဲ့အတွင်းကဆူဖြိုးတဲ့အသားကိုစားရရင်ဝန္ဒနာကလီတာပေါ့နော်အဲ့ဒါကိုစားရလို့ရှိရင်အဲ့ဒါမင်းဖြစ်နိုင်တယ်ရှင်မင်းဖြစ်နိုင်တယ်အပြင်ကဆူဖြိုးတဲ့အသားကိုစားရင်ယောက်ျားဆိုရင်စစ်သူကြီးမိန်းမဆိုရင်မိဖုရားဖြစ်နိုင်အယိုးမှာကတ်နေတဲ့အသားလေးကိုစားရရင်လေဟိုလူဆိုလို့ရှိရင်ဗန္နာဆိုယဟန်ပုံနာဆိုလို့ရှိရင်မင်းဆရာဖြစ်နိုင်နေအဲ့လိုပြောတော့ထင်းခွေယောက်ျားကအတပြားထောင်ထုတ်ပါလို့မှလဲရှင်မင်းဖြစ်မှာတော့ဆိုပြီးတော့အပေါ်ကအိတ်တဲ့ကျက်ကိုတက်ပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့ရိုက်တက်ပြီးတော့မနဲ့လင်းတော့ယူလာပြီးတော့မိမကိုကောင်းကောင်းချက်ခိုင်းတယ်ဒါအလွန်ဘုံကံကြီးတဲ့အသားဒါမပြောင်းပြည့်စေနဲ့ဆိုတော့ချက်လည်းပြီးပြီဆိုတော့တောင်းနဲ့ထည့်ပြီးတော့အလွန်မင်္ဂလာရှိတဲ့နေရာအလွန်ကျက်သေးရှိတဲ့နေရာနော်ဇင်ရှိလက်ရှိချမ်းချမ်းသာသာသွားစားမယ်ဆိုပြီးတော့ဂင်္ဂါမြစ်ကိုသွားပြီးတော့ရေချိုးပြီးမှစားမယ်ပေါ့နော်ထမင်းတောင်လေးသဲတောင်ပြင်ပေါ်တင်ပြီးတော့လင်မယားနှစ်ယောက်ဆင်းပြီးတော့ရေချိုးတယ်အဲ့ဒါလိုရေချိုးနေတော့မဲ့ဦးရင်တို့လေပြင်းမုန်တိုင်းတိုက်ပြီးတော့နော်ရေတွေကတောက်လျှောက်ကြီးလာပြီးတော့အဲ့ဒီထမင်းတောင်ကမြည်ရည်တွေမျောသွားတယ်နော်လင်မယားနှစ်ယောက်ကထမင်းတောင်လိုက်ဆွဲတယ်မရဘူးနော်သူတို့ရဲ့ဝမ်းပိုက်ဟာသဲနဲ့ပဲပြည်သွားတယ်လို့ဆိုတယ်ဟုတ်လားရေတွေပါတွေပါဇက်ထဲဝင်ပြီးတော့အဲ့ဒီကြက်သားကိုမစားလဲရဘူးအသက်လူပြီးတော့ကမ်းပေါ်တက်ပြေးရတယ်အဲ့ဒီထမင်းတောင်ကဘယ်ရောက်သွားတော့ဆိုတော့ဟိုးအောက်ဘက်မှာစင်တွေကိုရေချိုးပေးနေတဲ့မင်းရဲ့ဆင်ဆရာရှိတဲ့နေရာကိုရောက်သွားတယ်ရောက်သွားတော့ဆင်ဆရာကဘာလေးလည်းမသိဘူးဘာတောင်းလည်းမသိဘူးဆိုပြီးတော့ကြည့်တဲ့အခါကျတော့ဟာကြက်သားတွေချက်ထားလိုက်တာမှုေးနေတာပဲဆိုပြီးတော့ဒါထူးခြားတယ်ဆိုပြီးတော့တစိ့ခတ်ပြီးတော့ငါမလာခင်ဘယ်သူမှမဖွင့်နဲ့ဆိုပြီးတော့အိမ်ကိုပို့လိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီဆင်ဆရာကိုကိုွယ်တဲ့ဒိဗ္ဗစကုဘိညာဉ်ရတဲ့ယသိကသူ့ရဲ့ဆင်ဆရာသူ့ရဲ့တကားအကြောင်းကိုလှမ်းပြီးတော့ဆင်ခြင်တော့အလွန်ဘုံကံရှိတဲ့ယောက်ျားပဲကြည်သံအလွန်ကြက်သေးရှိတဲ့ကြက်သားဟာသူ့ဒီကိုဆက်ဆိုင်မြိုင်မြိုင်ရောက်လာတယ်ဒါပေမဲ့ तू မစီမံတတ်ရင်တော့ဒုက္ခရောက်မှာပဲလေအကျိုးကျေးဇူးခံစားရမှာမဟုတ်ဘူးအဲ့တော့ငါသွားပြီးတော့စီမံပေးမယ်နော်စားတရားကြက်သားကလည်းအရန်သိရောက်တယ်နော်စီမံတက်တဲ့လူကလည်းအရန်သိရောက်လာအောင်မှာပဲသူ့စီကိုဟုတ်လားအဲ့ဒါနဲ့ယသိကအိမ်ကနေပြီးတော့ဆင်ဆရာမရောက်သေးဘူးထိုင်ဆောင်နေတယ်အဲ့ဒါဆင်ဆရာကကြက်သားကိုစားမယ်ဆိုတော့ငါစီမံမယ်အဲ့ဒီယသိကနော်စီမံမယ်ဆိုပြီးတော့ဝမ်းတွင်းကဆူဖြိုးတဲ့အသားကိုအဲ့ဒီဆင်ဆရာကိုပေးတယ်သူ့ရဲ့တကာကိုလည်းကြီးပွားစေခြင်းနဲ့စေနာမေတ္တာတွေရှိတာပေါ့တကယ်ဆိုသူစားလိုက်ရင်လည်းသူရှင်ပင်ဖြစ်မှာပဲသို့တော့သူကရှင်ပင်ဖြစ်ခြင်းနဲ့ဆန္ဒလည်းရှိဟန်မတူပါဘူးဟုတ်လားအဲ့ဒါနဲ့သူ့တကာကိုအဲ့ဒီဝမ်းတွင်းသားကိုစားခိုက်တယ်သူမိမကိုကြတော့အပြင်ကအသားကိုစားခိုက်တယ်သူကတော့အယိုးမှာကတ်နေတယ်အသားကိုစားတယ်တဲ့အဲ့ဒါနဲ့နောက်3ရက်နေရင်မင်းရှင်ပင်ဖြစ်လိမ့်မယ်မမေ့မလျော့နေရစ်ဆိုပြီးတော့မှားသွားတယ်နော်အဲ့လိုမှားသွားတော့3ရက်မြောက်နေ့ကျတော့တိုင်းတစ်ပါးရှင်ပင်တယောက်ကသူတို့တိုင်းပြည်ကိုလမ်းပြီးတော့တိုက်တယ်လို့ဆိုတယ်အဲ့ဒီမှာသူတို့တိုင်းပြည်ကရှင်ပင်ကမတင်ရှားတဲ့အသွင်ကိုယူပြီးတော့ဒီဆင်ဆရာကိုဆင်ပေါ်မှာမင်းမြောက်တစား5ပါးဝတ်ပြီးတော့တိုက်ခိုင်းတယ်သူကတော့အောက်ကပဲမတင်ရှားတဲ့အသွင်နဲ့တိုက်တယ်ပေါ့လေဘလို့ရည်ရွယ်ချက်နဲ့အဲ့လိုလုပ်တယ်လဲဆိုတာတော့သူမှပဲသိရမှာပေါ့ဟုတ်လားအဲ့ဒါကန်ဆိုးကျင်တော့အဲ့ဒီရှင်ဘုရင်ကလက်နဲ့ထိပြီးတော့အဲ့ဒီတိုက်ပွဲမှာကြာတယ်အဲ့တော့မူကြီးမယာသေနာပတိတွေကတို့ရှင်ဘုရင်မသေးခင်ကစပြီးတော့မင်းဝန်မင်းသားနဲ့ချီးမြှင့်ခဲ့တဲ့ဒီဆင်ဆရာနော်အဲ့ဒီဆင်ဆရာကလည်းဉာဏ်ရှိတော့ဘာလုပ်လဲဆိုတော့အဲ့ဒီတိုက်ပွဲကိုခေါင်းဆောင်ပြီးတော့အနိုင်တိုက်တယ်အဲ့ဒီတိုက်ပွဲမှာနိုင်တဲ့အခါကျတော့မူကြီးမယာသေနာပတိတွေကဂိုင်းမထူးပါဘူးဒီဆင်ဆရာကိုပဲဘယင်မြောက်ကြစို့ဆိုပြီးတော့အဲ့ဒါဘယင်မင်းမြတ်ဖြစ်တင်မြောက်လိုက်လို့အဲ့ဒီဆင်ဆရာဟာရှင်ဘယင်ဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ရှေးကံတရားတွေဆိုတာတခါတည်းရမှာ
ဆန်းဆန်းကြဲကြဲရောက်လာတတ်တယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဟုတ်လားဒီနေရာမှာပိဿပေါင်းတော်တို့ပုဗ္ဗေစကအရင်ခံကြံတိုင်းအောင်သမီးဆိုတာနဲ့ပတ်သက်ပြီးတော့တို့ကတော့ကြံလိုက်တိုင်းလွဲနေတာပဲရှေ့ကံကလည်းနဲတဲ့နဲ့တူပါရဲ့ဆိုပြီးတော့စိတ်ဓာတ်တော်မကြတဲ့မှုလို့ထင်တယ်စဉ်းစားကြည့်ရှေးကံပါတယ်ဆိုတာရှေးတုန်းကကောင်းခဲ့လို့အခုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားရှေးတုန်းကကောင်းခဲ့တာမကောင်းခဲ့တာဆိုတာကိုယ်ဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်တော့ဘူးဟုတ်လားအဲ့ဒီတော့နောင်မှာကောင်းဖို့အတွက်အခုကောင်းဖို့အရေးကြီးတယ်ဆိုတာလေးကိုစဉ်းစားပြီးတော့အခုအလွန်ကောင်းအောင်နေလိုက်ဖို့သာအလွန်အရေးကြီးတယ်ဟုတ်လား